Okay so ဒီနေ့ရှုပ်ထွေးလာတဲ့ devil fruit သမိုင်းကြောင်းပဲကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်စဉ်းစားမိပါလား devil fruit ရဲ့ process ကိုအခုမှတကယ် devil စီကနေလာလို့မလို့နတ်ဆိုးသီးလို့ခေါ်ရလားစားမိတဲ့သူတိုင်းကတော့ချိန်စာတက်တဲ့အနေနဲ့ပင်လေနဲ့ထင်ဘာဖြစ်လို့အားနေသွားလဲဒီ devil fruit နဲ့ user ကြားအလုပ်လုပ်ပုံရဘယ်လိုလဲအဲ့လိုရှုပ်ထွေးလာတဲ့အရှုပ်တွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမှာပါပထမဆုံးအနေနဲ့နာမည်ကနေစရှင်းမယ်devil fruit ဆိုတဲ့အတိုင်းနတ်ဆိုးသီးပေါ့ဒီနေရာမှာစဉ်းစားစရာနှစ်ချက်ရှိပါတယ်တကယ်နတ်ဆိုးစီကနေလာလို့နတ်ဆိုးသီးလို့ခေါ်ရလားဒါမှမဟုတ် fruit ဆိုတဲ့အတိုင်းအပင်ကနေအသီးသီးပြီးတော့ဖြစ်လာတာဖြစ်နေရေးပြောရမယ်ဆိုရင်ဥမာဖုန်းတော့ဖုန်းပဲဘာဖုန်းလဲ Samsung ဒါမှမဟုတ် iPhone ကိတ်တော့ကိတ်ပဲ chocolate cake စာအုပ်တော့စာအုပ်ပဲဂျပန်စာအုပ်ဒီဥမာအတိုင်းပြောရမယ်ဆိုရင်အသီးတော့အသီးပဲစားလို့ရတဲ့အသီးစားလို့မရတဲ့အသီးအဲ့လိုအသီးပေါင်းစုံရှိတဲ့ထဲမှာ devil ကိုကိုစားပြုတယ်အသီးဖြစ်နေလို့ devil fruit လို့ခေါ်ရပါfruit ကမျိုးစားဆိုရင် devil က brand ပါဆိုတော့ဒီ theory မှာကျွန်တော်ကတော့ devil စီကနေတကယ်ဆင်းသက်လာလို့ devil fruit လို့ခေါ်ရလို့ယူဆထားပါတယ်ဆိုတော့ devil လို့ပြောလိုက်တာ ਨੇ ဘာပြီးမြင်လဲနိုင်ငံနဲ့ယဉ်ကျေးမှုပေါ်မူတည်ပြီးတော့ devil တွေကတော့သူ့အနေနဲ့သူအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့နဲ့လေရင်းမိသားဖြစ်တယ်လို့ TV series တွေ animation တွေပါတယ်အများဆုံးတွေ့ရတဲ့ devil ကတော့ Satan ဆိုရဲ့နတ်ဆိုးပါဒီနေရာမှာ devil ဆိုတာကကျွန်တော်ကတော့ Satan လို့ပဲယူဆထားတယ်ဘာလို့လဲဆိုတော့နေရာတိုင်းနယ်ပယ်တိုင်းမှာ Satan ဆိုရဲ့ယူဝါဒရှိပါတယ်တနည်းအားဖြင့် Satan ကိုကိုးကွယ်ကြတယ်ဆိုတော့ဘာဖြစ်လို့ကိုးကွယ်ကြလဲဆိုရင်ဒီထက်မကနာမည်ကြီးအောင်မြင်ချမ်းသာလောင်အဲ့လိုအကြောင်းပြချက်တွေနဲ့ကိုးကွယ်ကြပါတယ်ဒီယူဆကိုနာမည်ကြီး celebrity ဖြစ်တဲ့ Travis Scott တို့ Lil Nas X တို့ Justin Bieber တို့ပြည်သူ့ချစ်တော် Zuckerberg တောင်ပါရတဲ့ပေါ့ Lil Nas X ရဲ့ Call Me By Your Name IMDb မှာဆိုရင်ပေါ်တင်ကြီးကိုချပြထားတာခင်ဗျာဒီထက်မကအောင်မြင်ခြင်းနဲ့ဆိုရင်တော့ Satan နဲ့အပေးယူလုပ်လို့ရပါတယ်အပေးယူလုပ်တဲ့နည်းကလည်းရှင်းပါတယ်ခင်ဗျာရဲ့ source ကို Satan စီမှာအယုံပါဒါဆိုရင် Satan လည်းခင်ဗျာရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးပြီးသားဖြစ်ပါတယ် Devil Fruit ကကြာ user ရဲ့ source ကိုယူအောင်မဟုတ်ဘဲနဲ့ Devil Fruit စားလိုက်တဲ့သူတိုင်းပင်လယ်နဲ့ထင်အားနေသွားပါတယ်ဒါအတိကနေ user ရဲ့စီကပြန်ယူလိုက်တဲ့တန်ရတန်ကြီးပါဒါကြောင့်မလို့ Devil Fruit user တိုင်းကရီကူးကျင်တိုင်းကူးလို့မရတာပါဒီ theory ရဆိုရင် devil fruit နဲ့ user ကြားအလုပ်လုပ်ဖို့ရှင်းသွားတော့ပြီးတော့ထင်ပါတယ်process ကလည်းရှင်းပါတယ်မင်းဒီကိုစားရင်ဒီက power တွေမင်းရမယ်ဂေါ်နီနီ superhuman နီကျမ်းမယ်ဒါပေမဲ့မင်း swimming pool ကိုသွားချင်တိုင်းသွားလို့အဲ့တဘောပါပဲပြီးရင် devil fruit ရဲ့ fat နောက်တဲ့တကူလူတယောက်ကအသီးနှလုံးစားလို့မရပါဘူး tish ကလွဲလို့ပေါ့ဒီ fat ကနောက်ပိုင်းမှာပြောင်းလဲသွားတာနိုင်မျိုးရှိနိုင်ပါတယ် what government ရဲ့ brain wash ထားတဲ့ fat ဆိုရင်လည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့အားလုံးသိတဲ့အတိုင်း devil fruit နဲ့ပတ်သက်ရင်ဂျပိုးကိုလိပ်ဖြစ်အောင်ပြောင်းနိုင်တာကထားပါတာ fat တခုမလို့ရှေ့က fat ကိုပြန်ဆန်မယ်ဆိုရင်လူတယောက်က devil fruit ကိုတစ်လုံးထပ်ပို့ပြီးတော့စားလို့မရပါဘူးစားရင်ရှော့သွားနိုင်ပါတယ်ရှေ့မှာပြောခဲ့သလိုပဲလူတယောက်က devil fruit ကိုစားလိုက်ပြီဆိုရင် devil fruit ရဲ့ power တွေကuser ရဲ့ body ရဲ့ကို effective ဖြစ်သွားပြီကိုစားလိုက်တဲ့အသီးက body ကိုထိန်းချုပ်တာမဟုတ်ဘဲနဲ့အသီးရဲ့ effect ကြောင့် availability တွေထွက်လာတဲ့သဘောပါဆိုတော့ devil fruit user နောက်ထပ်အပြီးတစ်လုံးထပ်စားလိုက်ရင် body တစ်ခုထဲမှာ devil fruit ရဲ့ power နှစ်ခုတောင်ရှိတယ်လို့ဖြစ်သွားပါတယ်ဆိုတော့ဘာဆက်ဖြစ်လာနိုင်လဲဆိုရင်တာမန်လူသားက devil fruit ရဲ့ power နှစ်ခုကိုသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထိန်းထားတဲ့သဘောပါဆိုတော့ဓာကြီးကိုကြာမခံနိုင်ရင် body ကပျက်စီးသွားပြီးတော့ပေရဲ့အဆင့်ထိရောက်သွားပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်ဓာတ်ပေါက်နဲ့ဝတ်သားကိုတွဲစားလို့မရဘူးပေါ့စားကောင်းစားရတယ်ဒါပေမဲ့အခက်မတင်ဘာဖြစ်တဲ့တုံးဆိုတွေးတိုးပြီးတော့ဒါဆို tish ကဘာဖြစ်လို့ရလဲဆိုရင်သူ့ရဲ့ body က special ဖြစ်နေလို့ပါအခု chapter တိုင်းမှာလည်းဒဇာနဲ့ဒဇာဓာကြီးကိုတွေ့လာရပါပြီရှင်းအောင်ပြောရရင်တော့ tish ရဲ့ body က one body three souls အဲ့ theory လည်းရှိတာပေါ့ဆိုတော့ဒီလောက်ဆိုရင်တော့ devil fruit ဘယ်လိုအလုပ်လုပ်လဲ devil fruit နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံကြီးကိုနည်းနည်းပါးရှင်းသွားလောက်ပြီးတော့ထင်ပါတယ် theory နဲ့ပတ်သက်ပြီးဆွေးနွေးခြင်း comment မှာဆွေးနွေးခဲ့လို့ရပါတယ်